လေးဗျာခါနာနေတဲ့ငါနဲ့ဒီရေတမ်းမှုနေနဲ့တော့ဒုက္ခပါပဲကွာဘယ်လိုများအိမ်ပေါ်ကိုတင်ရပါမလဲငါတို့လေးဟာရှိပြီဘောကွာအဘအိမ်ပေါ်လေးဒီရေတမ်းမှုလေးတစ်ချက်လောက်တင်ပေးပါမှာခါလေးနာလို့ပါဟုတ်ပါပါကျေးဇူးတင်တယ်ကွာဘုန်းကြီးပါလေအသက်ရှူပါလေကျေးဇူးတင်ပါတယ်ကွာအဘမာလေသားသမီးတွေကလည်းမရှိတော့ဒီရေဘူးကြီးတွေတည်ရမရတာအဘအတွက်ဒုက္ခကွာကျေးဇူးပါငါတူရဲ့ကျေးဇူးပါနေတိုင်းရေတန့်ဘူးကြီးတွေမပြီးတော့ခါနာနေတဲ့ဒုက္ခကနေအပီးအပိုင်လွတ်မြောက်မယ်နေမှာရှိတဲ့မိဘတွေအတွက်သုံးမလားသားသမီးတွေအနားမှာမရှိဘူးဆိုရင်လည်းစိတ်မပူရပါဘူးလွယ်ကူကူနဲ့တတ်ဆင်လို့ရတာကတော့ဒီအယ်ကမက်ရေတန့်စက်ပဲဖြစ်ပါတယ်သိငယ်မယ်ပေါ့ပါမယ်လူကြီးတွေဆိုရင်တခြားဘသူအကူအညီမှမလိုဘဲနဲ့ရေကိုအေးအေးဆေးဆေးခတ်တောက်လို့ရမယ်ဒီအယ်ကမက်ရေတန့်ဆက်ကကျွန်တော်တို့ခန္ဓာကိုယ်အတွက်အဓိကလိုအပ်နေတဲ့သတ္ထုဓာတ်ပါဝင်တဲ့ mineral water ရောခန္ဓာကိုယ်တွင်းမှာရှိတဲ့ acid ဓာတ်တွေကိုခြေဖြတ်ပေးနိုင်တဲ့ alkaline water ရောနှစ်မျိုးစလုံးပါဝင်တဲ့အတွက်စိတ်ကြိုက်တောက်သုံးလို့ရပါတယ်။ဒါအပြင်အစာခြေတဲ့စနစ်ကိုကောင်းစေတဲ့အတွက်ဝမ်းလည်းမှန်စေပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ရေတောက်တာချင်းအတူတူရကျမ်းမာရေးနဲ့ညီညွတ်တဲ့ရေကိုရွေးချယ်ပြီးတော့မတောက်တဲ့ဘူး။အခုကျွန်တော်ပြောပြနေတဲ့ဒီ Alchemist ရေတန့်စက်အကြောင်းကိုအသေးစိတ်သိချင်တယ်ဆိုရင် Successful Myanmar Facebook Page မှာအသေးစိတ်စုံစမ်းလို့ရပါတယ်။ဒါပြင်ကျွန်တော်အခုတင်ထားတဲ့ post ရဲ့အောက်မှာမြန်မာတနိုင်ငံလုံးမှာရှိတဲ့အယောင်ကိုယ်စားလှယ်တွေကနေပြီးတော့သူတို့စီကိုဆက်သွယ်လို့ရတဲ့ဖုန်းနံပါတ်တွေကိုအကုန်လုံး comment မှာမှတ်ထားမှာဖြစ်ပါတယ်။အဲ့ဒီကိုဆက်သွယ်မေးမြန်းပြီးတော့ဝယ်ယူလို့ရပါတယ်